တိုင်းသားတွေနဲ့မြန်မာအစိုးရတက်ကြားတနိုင်ငံလုံးပြစ်ခတ်ရစရေးလက်မှတ်ရေးထိုးနိုင်ဖို့ဟာမြန်မာအစိုးရနဲ့တက်မတော်အပေါ်မှာသာအများကြီးမူတည်တယ်လို့ဝါရှင်တန် DC မြို့တော်ကိုရောက်လာတဲ့ဆိုမီဒီမိုကရေစီအဖွဲ့ချုပ်အထွေထွေအတွင်းရေးမှူးမှုရင်ကန်လျံကပြောဆိုလိုက်ပါတယ်။ငြိမ်းချမ်းရေးဆွေးနွေးပွဲရှေ့မတိုးနောက်မဆုတ်ဖြစ်နေချိန်အောက်ခြေတက်တွေအကြားစီးရေးတင်းမာမှုတွေရှိနေပါတယ်။2014နှစ်ကုန်မတိုင်ခင်အပြစ်ခတ်ရစရေးလက်မှတ်ရေးထိုးနိုင်ဖို့ဖြစ်နိုင်ခြင်းမရှိသေးဘူးလို့လည်းသုံးသပ်ပါတယ်။ဘူကင်ကန်လျံကိုဒီဗီဒီယိုမြန်မာပိုင်းစီစဉ်ကမဆုမုံကတွေ့ဆုံမေးမြန်းထားပါတယ်ရှင်။အခုဒီတိုင်းရင်းသားပါတီတရရဲ့အထွေထွေအတွင်းမှုတယောက်နေနေပေါ့နော်အခုလက်ရှိတနိုင်ငံလုံးအပြစ်ခတ်ရစရေးဆိုင်ရာညှိနှိုင်းရေးအဖွဲ့ပေါ့နော်ဆရာတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအားလုံးပါဝင်တဲ့ NCCT နဲ့လက်ရှိအစိုးရကိုယ်စားလှယ်တွေပါတဲ့ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီတို့နဲ့ဒီခုသူတို့ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေလုပ်နေပါတယ်ဆရာအခုဆို17မှအကြိမ်ပြီးသွားပြီပေါ့ဆိုတော့အခုလက်ရှိအစိုးရနဲ့တိုင်းရင်းသားလက်နက်ကိုင်တွေကြားထဲမှာလုပ်နေတဲ့နိုင်ငံရေးဆွေးနွေးမှုအခြေအနေဒီငြိမ်းချမ်းရေးဆွေးနွေးမှုအခြေအနေတွေနဲ့ပတ်သက်ပြီးတိုင်းသားပါတီတရက်အနေနဲ့ဘယ်လိုများရှုမြင်သုံးသပ်ပါလဲဆရာအနေထားဘယ်လိုများရှိနိုင်ပါလဲရှင်ကျွန်တော်အနေနဲ့တော့ဒီငြိမ်းချမ်းရေးဆွေးနွေးပွဲကတော့ပြီးပက်နိုင်တဲ့အနေထားမရှိဘူးလို့မြင်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့အဓိကတိုင်းရင်းသားတွေကအခုလက်နက်ကင်နေတဲ့တိုင်းသားလက်နက်ကင်ဖွဲ့စည်းတွေကကျွန်တော်တို့ကအလကားနဲ့လက်နက်ကင်တာမဟုတ်ဘူးကျွန်တော်တို့ပြည်ထောင်စုမှာပါဝင်လာခြင်းအကြောင်းရင်းကဒီပင်လုံစာချုပ်ကြောင့်ပါဝင်လာတယ်။ဒါကြောင့်ပင်လုံသဘောတူညီချက်ကိုကျွန်တော်တို့ဒီပင်လုံ spirit ပေါ့နော်ပြန်လဲကျွန်တော်တို့အကောင့်ထဲပေါ်ဘူးစူးစမ်းနေတဲ့ချိန်ဖြစ်ပါတယ်။ဒါကြောင့်အဲ့ဒါကိုအခြေပြုပြီးတော့ဆွေးနွေးမှသာလျှင်တကယ်ငြိမ်းချမ်းရနိုင်မယ်လို့ကျွန်တော်တို့ယုံကြည်ပါတယ်။ဟုတ်ကဲ့ဆရာသူတို့ကတော့ဒီ2014ခုနှစ်မတိုင်ခင်ပေါ့နော်ဒီ NCA လို့ခေါ်တဲ့တနိုင်ငံလုံးတိုင်းတာနဲ့အပြစ်ခတ်ရဲစဲရေးစာချုပ်ကိုဒီမူတရက်ကိုထုတ်ပြန်နိုင်မှုဆိုပြီးတိုင်းရင်းသားလက်နက်ကိုင်တွေရောအစိုးရဘက်ကရောသူတို့ကြိုးပမ်းနေကြရပါတယ်ဆရာဒါပေမဲ့အခုတချို့တိုင်းရင်းဒေသတွေမှာစစ်ရေးတင်းမာမှုတွေရှိတယ်နောက်နယ်မြေပိုင်နဲ့ဒီအငင်းပွားမှုတွေဖြစ်တယ်ဆိုတော့အဲ့ဒီပုံမှာရောဆရာအနေနဲ့ဘယ်လိုသုံးသပ်ပါလဲဆရာအဲ့ဒါပေါ့ကျွန်တော်တို့ဒီငင်းချင်းလက်မှတ်ထိုးယုံနဲ့ငင်းချင်းရဖြစ်တာမှမဟုတ်တာဘာဖြစ်လို့ဒီအဖွဲ့အစည်းတွေလက်နက်ကိုင်တော်လာနေတယ်လဲဆိုတာအကြောင်းရင်းကိုရှာမှဖြစ်မှာကိုအဲ့ဒါအကြောင်းရင်းကိုရှာပြီးတော့ဆွေးနွေးမှုမလုပ်မချင်းတော့ဘယ်တော့မှပြီးမြောက်မှာမဟုတ်ဘူးလို့ကျွန်တော်ယုံကြည်တယ်ဟုတ်ကဲ့အဲ့ဒီအတွက်ဆရာဒီအစိုးရဘက်ကပေါ့နော်ဒီတိုင်းရင်းသားလက်နက်ကိုင်နေနဲ့တကယ်ပဲအပြစ်ခတ်ရဲစဲဖို့ဆိုရင်ဘာတွေသူတို့ဘက်ကနေပြီးတော့အဓိကဆောင်ရွက်ဖို့လိုမယ်လို့ဆရာအနေနဲ့အကြံပြုချင်ပါလဲရှင်နိုင်ငံတော်အစိုးရအနေနဲ့ပထမတော့ဒီငင်းချင်းလက်မှတ်ထိုးတဲ့အချိန်မှာ political dialogue ဘယ်နည်းဘယ်ရက်မှလုပ်မယ်ဆိုတာအတိအကျဂတိပေးဖို့လိုတယ်ပြီးအဲ့ဒီမှာ dialogue လုပ်တဲ့အချိန်မှာလည်းကျွန်တော်တို့တိုင်းသားအားလုံးတောင်းဆိုနေတဲ့ဒီပင်လုံစိတ်ဓာတ်ပေါ့နော်ပင်လုံညီလာခံနေသဘောတူတဲ့ချက်လေးတွေပြန်ဖော်ထုတ်ပြီးတော့အဲ့ဒီပေါ်မှာကျွန်တော်တို့ Federal ပြည်ထောင်စုဖြစ်လာဖို့ Constitution တစ်ခုလိုင်းကျဖို့ပဲအရေးကြီးပါတယ်ဟုတ်ကဲ့ဆရာအခုပြီးခဲ့တဲ့ဒီ17မှအကြိမ်အစည်းအဝေးပြီးရဲ့ဒီပထမနေ့မှာပေါ့နော်နိုင်ငံရေးပါတီတွေတိုင်းသားပါတီတွေကဒီ NCA ပြီးတဲ့အခါမှာ political dialogue လုပ်ဖို့ဆိုပြီးကြိုတင်ပြင်ဆင်မှုတွေရှိပါတယ်ဆိုတော့ဆရာတို့ Zomi Democracy အဖွဲ့ချုပ်အနေနဲ့ရောဒီ political dialogue အတွက်ဘာတွေကြိုတင်ပြင်ဆင်ထားတာရှိပါလဲရှင်ကျွန်တော်တို့ကတော့ဒီ Zomi Democracy အဖွဲ့ချုပ်ကနေပြီးတော့ United Nationalities Alliance ဆိုတာပေါင်းစည်းထားပါတယ်ကျွန်တော်တို့ဒီဝန်ပါတီစစ်ပါတီလောက်ပူးပေါင်းထားပါတယ်အဲ့မှာတော့ပြင်ဆင်မှုလုပ်ထားပါတယ်ပြီးတော့ဒီပြည်ပမှာရှိတဲ့ UNFC အဖွဲ့နဲ့လည်းဒီ Constitution ပြင်ဖို့ကျွန်တော်တို့ညှိနှိုင်းတာရေပြီးတော့ Constitution Drafting Committee ဖွဲ့စည်းခဲ့ပါတယ်ဟုတ်ကဲ့ဆရာအဲ့တော့အခုဒီနောက်ဆုံးပေါ့နော်ဒီငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီးဆရာရဲ့ဒီနောက်ဆုံးအမြင်သုံးသပ်ချက်လေးသိချင်ပါတယ်ဆရာဘယ်လောက်တိုင်းတာအထိမှမျှော်လင့်လို့ရနိုင်ပါလဲရှင်ဟုတ်ကဲ့အဓိကတော့ဒီအာဏာရှိတဲ့လက်ဆက်ဆိုအပေါ်မှာအဓိကမူတည်လိမ့်မယ်ကျွန်တော်တိုင်းသားလက်နက်ကိုင်ဖွဲ့စည်းရတဲ့အမေရိကန်အုပ်စုရောကျွန်တော်နိုင်ငံရေးပါတီအမေရိကန်တောင်းဆိုနေတာကတော့ Federal ပြည်ထောင်စုဖြစ်လာဖို့ Constitution ကိုဆွဲဖို့ဆွေးနွေးရအောင်ဆိုပြီးတဖို့ဖို့ကျွန်တော်တောင်းဆိုနေတာဖြစ်ပါတယ်အဲ့ဒါလိုက်လို့ရင်တော့ကျွန်တော်တို့ငင်းချင်းရပြီးပြတ်သွားမှာပါဟုတ်ကဲ့ဆရာဖြည့်ပေးရကျေးဇူးအများကြီးတင်ပါတယ်ရှင်ဟုတ်ကဲ့